ChatGPT အသုံးပြုတဲ့လူအများစုက Google ထက်အများကြီးပိုးအဆင်ပြေတယ်မိကုံးမိတ်အဖြေတောင်းလောက်ကိုပဲအများစုအသုံးပြုနေကြတာတွေ့ရတယ်တကယ်တမ်း ChatGPT ရဲ့စွမ်းဆောင်ရည်မြင့်ပြီးအသုံးဝင်တဲ့အပိုင်းတွေအများကြီးကို90%လောက်တော့အသုံးပြုတဲ့သူတွေကမတိလိုက်မသိရှိကြသလိုအသုံးလည်းမပြုကြသေးပါဘူးဒါကြောင့်ဒီဗီဒီယိုမှာ ChatGPT ကိုအသုံးပြုတဲ့ကျွန်တော်မိတ်ဆွေတွေအတွက် advanced setting ရှစ်ချက်ကိုသာတည်တည်ချာချာသိရှိသွားမယ်ဆိုရင် ChatGPT အသုံးပြုတဲ့ပုံစံအသုံးပြုတဲ့အလေးချက်မှာအများကြီးပြောင်းလဲသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့စလိုက်ကြရအောင်နံပါတ်1တစ်ချက်အနေနဲ့ကတော့ temporary ချက်ပါကိုယ့်ရဲ့ data အချက်အလက်တွေကို ChatGPT မှာမေးလိုက်ခြင်းနဲ့မေးပြီးသွားပြီဆိုလို့ရှိရင်လည်း data အချက်အလက်မေးလိုက်တဲ့အကြောင်းအရာကို history မကြံကျင်ဘူးဆိုတဲ့အကြောင်းအရာမျိုးဆိုတဲ့အနေအထားမှာ temporary ချက်ကိုအသုံးပြုပါတယ်။ turn on temporary chat နဲ့မေးလိုက်တဲ့အကြောင်းအရာကိုတော့ history မှာမသိမ်းဘူး ChatGPT ကို train တဲ့အခါမှာလည်းမသုံးဘူးကိုယ့်ရဲ့ memory ထဲမှာလည်းမသိမ်းဘူးဆိုပြီးတော့အသုံးပြုတယ်ကျွန်တော်တို့ကို ChatGPT ကို professional ဆန်းဆန်းအသုံးပြုနေတဲ့အခါမှာတခြားကိုသိကျင်တဲ့အကြောင်းအရာမျိုးလေးတွေကိုဝင်ပြီးတော့မေးမယ်ဒါမှမဟုတ်ခဏတစ်ဖြုတ်ပဲမေးလိုက်မယ်လက်တလောအခြေအနေရသိကျင်တဲ့အကြောင်းအရာမျိုးလောက်ပဲမေးမယ်ဆိုလို့ရှိရင် ChatGPT ကို train သွားမှာပဲဖြစ်ပါတယ်အခု temporary chat နဲ့ဆိုတော့လုံးဝမ train တဲ့ထဲမှာမပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ ChatGPT ကအများကြီးကို professional ပို့ဆန်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့တစ်ချက်လောက်မေးကြည့်မယ် content ကို KB Fashion Shop ကအလုပ်ထွက်ရန် resign letter sample ကြီးပြင်ပေးပါလို့ကျွန်တော်တောင်းဆိုလိုက်မယ်ဒါကကျွန်တော်အနေနဲ့ဒါထွက်ရင်လည်းထွက်မယ်မထွက်ရင်လည်းမထွက်ဘူးပေါ့နော်အခြေအနေတစ်ခုရာကျွန်တော် temporary chat အနေနဲ့အသုံးပြုလိုက်တယ်နှုတ်ထွက်စာနဲ့ပတ်သက်ပြီးတော့မှရေးပေးရမယ်အကြောင်းအရာတစ်ခုချင်းစီကိုသူရေးပေးသွားတာပဲဖြစ်တယ်ရလာတဲ့ resign letter ကို copy တစ်ခါတည်းလုပ်သွားလို့လည်းရတယ်ဟုတ်ပြီကျွန်တော်တို့ကနောက်ထပ် new chat တစ်ခုခေါ်ကြည့်တဲ့အခါမှာခုနကကျွန်တော်တို့မေးလိုက်တဲ့အကြောင်းအရာအကုန်လုံးကို temporary chat ထဲမှာကိုယ့်ရဲ့ ChatGPT အခုလက်ရှိ model မှာလည်းထည့်သွင်းပြီးအသုံးပြုသွားမှာလည်းမဟုတ်ဘူးကို train သွားမှာလည်းမဟုတ်ဘူး memory ထဲမှာလည်းမှတ်ထားမှာလည်းမဟုတ်ပါဘူးအရန်အဆင်ပြေပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့ ChatGPT ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုအသိပေးထားမှာပဲဖြစ်ပါတယ်အကောင့်ထဲကိုဝင် setting ထဲကိုဝင် personalization မှာထည့်သွင်းပြီးတော့မှကိုအကြောင်းတွေတင်ပေးလို့ရ ChatGPT ကိုအသုံးပြုတဲ့အခါမှာကိုကဘယ်သူပဲပါဆိုတာမပြောထားဘဲနဲ့ ChatGPT ကိုအသုံးပြုနိုင်မယ်ဆိုလို့ရှိရင်ကိုမေးလိုက်တဲ့အဖြေတွေက ChatGPT အနေနဲ့ကိုကဘယ်သူမှမသိတဲ့အတွက်ကြောင့်မလို့အဆင်ပြေတဲ့အဖြေတွေပဲပြန်ပေးလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အများကြီးအဆင်မပြေဘူးကိုအနေနဲ့ဘယ်လိုအလုပ်မျိုးတွေလုပ်တယ်ကိုကဘယ်သူပါဆိုလို့ရှိရင် ChatGPT ကကိုပြန်ပြီးတော့အဖြေပေးတဲ့အခါမှာအများကြီးအဆင်ပြေတယ်ကျွန်တော်ဒီမှာ example လေးတစ်ခုနဲ့ကြည့်ကြည့်မယ်ကျွန်တော်အခုအကြောင်းအရာတစ်ခုကိုကျွန်တော်မေးလိုက်မယ် fashion show တစ်ခုအတွက် marketing planကျွန်တော်ကိုပြန်ပေးလာတဲ့အဖြေတွေက generalize ဆန်တယ်တည်တည်ချာချာတိတိကျကျမဖြစ်ဘူး personalize လုပ်ထားပြီးတော့မှ personalize မှာကိုယ့်အကြောင်းအရာတွေကိုထည့်သွင်းပြီးတော့မှမေးကြည့်တဲ့အခါမှာဘယ်လိုဖြစ်မလဲဆိုတာစမ်းကြည့်အောင်ကျွန်တော်တို့ personalize အကြောင်းအရာကိုထည့်မယ်ဆိုအကောင့်ထဲကိုဝင်လိုက် setting ထဲကိုဝင် personalization အဲ့ဒီမှာကိုယ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုထည့်ပေးထားလို့ရပါတယ် custom instruction မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ custom instruction ထည့်ပေးထားလို့ရတယ် ChatGPT က fashion short ဆိုင်အတွက် manager နေရာမှာအဖြစ်ပေးရင်ဟာတာလေးပါထည့်ပေးပေး bullet point ဖြစ်ရင်အချက်လက်ကိုရှင်းရှင်းလင်းလင်းတည်တည်ချာချာပြောပြပေးဆိုပြီးတော့မှ ChatGPT ကိုကျွန်တော် custom instruction ပေးထားလိုက်နောက်တစ်ခါ nickname အနေနဲ့ကြတော့ကျော်ပိုင်း occupation လောက်ကန်ရကြတော့ KB fashion short အတွက် owner နဲ့ CEO ပေါ့နော်mobile ယူကတော့ကျွန်တော်အနေနဲ့မထည့်တော့ဘူးဒါလေးကိုကျွန်တော်တစ်ချက်စိတ်ထားလိုက်မယ်စိတ်ထားပြီးသွားတဲ့ခါမှာကျွန်တော်တို့ပြန်ပြီးတော့မေးကြည့်မှာပဲဖြစ်ပါတယ်နောက်ခုနကကျွန်တော်တို့ယူခဲ့လိုက်တဲ့ prompt ကိုပဲfashion shop အတွက် marketing plan တစ်ခုကျွန်တော် new chat တစ်ခုဖော်လိုက်မယ် new chat မှာမေးကြည့်လိုက်မယ်ကျွန်တော်ခုနကဟိုဘက်မှာ instruction ပေးလိုက်တဲ့ခါမှာကျွန်တော်ကိုပြန်ပြီးတော့ပေးလာတဲ့ chat လက်အကုန်လုံးကို bullet point နဲ့ပေးတယ် okay ပါ fashion shop ဆိုင်တစ်ခုကိုဒါ manager မျက်လုံးတစ်လုံးနဲ့ကြည့်ပြီးအသုံးချလို့ရမယ် marketing plan ကို bullet point နဲ့ရှင်းရှင်းလင်းလင်းပေးမယ်နော်ဟာတာလေးပါမယ်အယောင်းတော့တက်ရမယ် okay အရန်ကိုဟာတာဆန်သွားပါပြီကျွန်တော်ကိုပြန်ပေးလာတဲ့ခါမှာ bullet point အနေနဲ့တည်တည်ချာချာပေးတယ် fashion shop marketing plan manager version manager အမြင်ကနေပြီးတော့မှကျွန်တော်ကိုပြန်ပေးလာတယ်ဗောနော်တခုချင်းစီကိုမှခုနကပြန်ပြီးတော့ကျွန်တော်ကိုပေးလာတဲ့အဖြေတွေနဲ့အခုပြန်ပေးလာတဲ့အဖြေတွေနဲ့ကဘာမှမဆိုင်တော့ဘူးဟာတာလေးတွေလည်းပါလာတယ်ခုနကပေးလိုက်တဲ့အဖြေတွေကကြတော့ generalize ဆန်တယ်တိတ်ပြီးတော့သဘောကျစရာမကောင်းတဲ့အနေအထားတစ်ခုမှာအခုကတော့ပို့ပြီးတော့မှကျွန်တော်တို့အစင်ပြေမဲ့အနေအထားတစ်ခုကိုရရှိသွားတာပဲဖြစ်ပါတယ်မသက်မှတ်ဖက်နဲ့အားလုံးကိုရောက်ရင်ဝို့အကုန်ရှိပြီမဲ့ customer မရှိဖြစ်နိုင်ပါတယ်ဗောနော်အရန်ကိုဟာသားဆန်တဲ့ပုံစံမျိုးလေးတွေနဲ့ပါ TikTok မလုပ်ရင်အနာဂတ် customer တွေကိုဘိုင်းမိုင်လုပ်နေတာနဲ့တူတယ်အရန်ကိုဟာသားဆန်တဲ့ပုံစံမျိုးတွေနဲ့ကိုပြန်ပေးလာတာပဲဖြစ်ပါတယ်အခုလိုမျိုးပဲ ChatGPT ကိုအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ကိုကဘယ်လိုလူမျိုးလဲဘယ်လိုမျိုးကိုသဘောကျလဲကိုသဘောကျတဲ့အတိုင်းကို ChatGPT ကို custom personalization ကနေပြီးတော့မှ train ပြီးတော့မှအသုံးပြုခြင်းကကိုအတွက်အများကြီးအလုပ်ရုပ်အချိန်ကိုသက်သာပြီးတော့မှကိုလိုချင်တဲ့အဖြေကိုတိုက်ရိုက်ရရှိမှာပဲဖြစ်ပါတယ်နံပါတ်3တစ်ချက်အနေနဲ့ကတော့ data control အပိုင်းမှာအကောင့်ထဲကိုဝင် setting ထဲကိုဝင်
data control အခုလက်ရှိပုံမှန် setting အရာ ChatGPT ကိုဝင်နေဆိုကိုယ့်ရဲ့ information နဲ့ပတ်သက်ပြီးတော့မှသူ့ရဲ့ဒီ ChatGPT model ပိုကောင်းလာဖို့အတွက်ကို train နေတာပဲဖြစ်ပါတယ်အဲ့ဒီမှာကိုယ့်ရဲ့ company နဲ့ပတ်သက်ပြီးတော့မှအကြောင်းအရာတွေကိုမေးမယ်ကို့မှာရှိတဲ့စရင်းစရာတွေနောက်တစ်ခါကိုယ့်ရဲ့ data အချက်လက်တွေကို ChatGPT ကိုတင်ပြီးမေးလိုက်တဲ့အခါမှာကိုမေးလိုက်တဲ့ data အချက်လက်တွေကို ChatGPT ကယူပြီးတော့မှသူ့ရဲ့ဒီ model ကို train နေမှာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါဆိုလို့ချင်းကို့မှာရှိတဲ့ serious ဖြစ်တဲ့ information တွေနောက်တစ်ခါကိုယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှအများသိလို့အဆင်မပြေနိုင်တဲ့အကြောင်းအရာမျိုးတွေကို ChatGPT ကယူပြီးတော့မှသူ့ရဲ့ model ကို train နေတဲ့အခါမှာကျွန်တော်တို့လုံးဝအဆင်မပြေနိုင်တော့ကိုယ့်ရဲ့ data တွေပေါ်မူတည်ပြီးတော့မှ ChatGPT model ကိုမ train အောင်လို့ပိတ်ထားလို့ရတာပဲဖြစ်ပါတယ်ဒီတဲ့ကိုဝင်လိုက်ပိတ်လိုက် Okay ကျွန်တော်ပိတ်လို့မရဘူးဖြစ်နေတယ်တစ်ချက်သူ့ကိုဝင်ပေးလိုက် Okay သူကနည်းနည်းလေးမှပိတ်လိုက်တဲ့ခါမှာဆိုတော့ကျွန်တော်အထက်ကနေပြီးတော့မှလမ်းမိုးကိုဝင်လိုက်တော့မှတလည်းအခုလက်ရှိ model ကပိတ်သွားတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ပိုင်းအနေနဲ့ကကြတော့တစ်ဆက်ထဲမှာကျွန်တော်တို့ memory ပါတခါလေးလိုအပ်တယ် personalization ကိုသွားလိုက်ကိုယ့်ရဲ့ memory တွေကိုသူ့အနေနဲ့တင်ထားခိုင်းပါလားဥပမာကျွန်တော်တို့အနေနဲ့ဒီကိုယ့်ရဲ့ data အချက်လက်တွေကိုယူပြီးတော့မှတော့သူ့ model ကိုတော့မ train စေချင်ဘူးဒါပေမဲ့ကိုမှတင်ပေးလိုက်တဲ့ file တွေအကုန်လုံးကို ChatGPT ကို model အနေမှာတင်ထားခိုင်းပါလားပေါ့နော်ကိုပြောလိုက်တဲ့အကြောင်းအရာတွေကိုတင်ပြီးတော့မှနောက်ပိုင်းကိုအဖြေပြန်ပေးတဲ့အခါမှာတော့ပို့ပြီးကောင်းတဲ့အဖြေတွေကိုပြန်ပြီးရသိနိုင်တယ်ပေါ့နော်ဒါကတော့မိတ်ဆွေတို့အနေနဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖွင့်တာပါကိုကတော့မ train စေချင်ဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ memory နဲ့ပတ်သက်ပြီးကိုယ့်ရဲ့ file တွေနဲ့ပတ်သက်ပြီးတော့မှမသိမ်းစေချင်ဘူးဆိုလို့ရှိရင်တော့အခုလက်ရှိ memory နဲ့ပတ်သက်ပြီးတော့မှအကုန်လုံးပိတ်လိုက်လို့ရတာပဲဖြစ်ပါတယ်နံပါတ်၄တက်ချက်အနေနဲ့ကတော့ ChatGPT ကိုကျွန်တော်တို့ကမြန်မာလိုမေးတယ်သူကမြန်မာလိုပြန်ဖြေတယ်ဒါပေမဲ့ ChatGPT screen အကုန်လုံး ChatGPT ရဲ့ icon တွေအကုန်လုံး ChatGPT ရဲ့စာသားတွေအကုန်လုံးကိုပါမြန်မာလိုအလွယ်တကူပြောင်းလို့ရတာပဲဖြစ်ပါတယ်အကောင့်ထဲကိုဝင် setting ထဲကိုဝင် January ထဲမှာ language auto detect နေရာမှာမြန်မာလိုပြောင်းပေးလိုက်ရုံပဲ ChatGPT ရဲ့ UI UX အကုန်လုံးကမြန်မာလိုပြောင်းသွားတာပဲဖြစ်ပါတယ်ကိုယ့်အနေနဲ့တချို့အင်္ဂလိပ်လိုတွေသုံးလို့သိပ်ပြီးအဆင်မပြေဘူးဆိုလို့ရှိရင်လည်းမြန်မာလို ChatGPT ကိုအခုလိုမျိုးပဲပြောင်းပြီးအသုံးပြုလို့ရတာပဲဖြစ်ပါတယ်အရန် easy ဖြစ်သွားတယ်နံပါတ်5တက်ချက်အနေနဲ့ကတော့ ChatGPT မှာပါပြီးတော့မှလူသိပ်မသုံးဖြစ်တဲ့ project အပိုင်းမှာ project ကကျွန်တော်တို့အနေနဲ့လောက်ရတာအရန်သုံးဝင်တယ်ကျွန်တော်တို့က project တစ်ခုကိုအသုံးပြုလိုက်ခြင်းအပြင် ChatGPT မှာ Flora တစ်ခုစောက်ထားလိုက်တာနဲ့အများကြီးဆင်တူတယ်အမှကျွန်တော် project အနေနဲ့လည်းကိုကြိုက်တဲ့ project ပုံစံမျိုးကိုအသုံးပြုလို့ရတယ်ဒီ ChatGPT မှာကိုအခုအကြောင်းအရာကိုပဲမေးမယ်ဒီ project တွေဝင်လိုက်သမျှအကြောင်းအရာတွေအကုန်လုံးဒီကိုအနေနဲ့ specific တစ်ခုပေါ့နော်ဥပမာကျွန်တော်တို့ company နဲ့ပတ်သက်တာဆို company နဲ့ပတ်သက်တဲ့ project ကိုရဲ့စာလေးလာမှုနဲ့ပတ်သက်တဲ့သူစာလေးလာမှုနဲ့ပတ်သက်တဲ့ project travel နဲ့ဆို travel ခရီးသွားမှုနဲ့ပတ်သက်တဲ့ project ဆိုပြီးတော့မှအများကြီး category ခွဲပြီးတော့မှ project လိုက်သိမ်းထားလိုက်လို့ရတယ် Okay စကြည့်မယ် investing plan နဲ့ Okay investing နဲ့ပတ်သက်ပြီးတော့မှ project တစ်ခုရလာပြီကျွန်တော်တို့ကဒီ fashion shop marketing plan ကို investing နဲ့ထည့်ကြည့်လိုက်မယ် Okay fashion shop marketing plan ကိုကျွန်တော်တို့ကဒီ investing နဲ့မှာပဲထည့်လိုက်မယ်ကျွန်တော်တို့က company ကျွန်တော်တို့ရဲ့ဒါ sign လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကျွန်တော်တို့က investment တစ်ခုပဲပေါ့နော်ဒါမှဆိုလို့ရှိရင် investment တဲမှာဆိုလို့ရှိရင် fashion shop marketing plan နဲ့ပတ်သက်တဲ့အကြောင်းအရာအကုန်လုံးကိုဒါ investing နဲ့ကိုဝင်သွားပြီကိုကနောက်ထပ်ပြီးတော့မှအခုမှ phone accessory sign သေးတစ်ခုမှရင်းနှီးရန်ဆိုပြီးတော့မှတင်ပေးလိုက်လို့ရတယ်ဒီ project တစ်ခုရဲ့ investment အမှားနဲ့ဖုန်းအတိုင်းအသက်တစ်ခုအတွက်ဆိုင်ရင်းနေရနောက်က fashion shop ဆိုပြီးတော့မှ project လိုက်တစ်ခုချင်းစီပေါ်နေတယ်ကိုဒီဘက်မှာ history မှာအများကြီးရှုပ်နေစရာမလိုတော့ဘူးနောက်တစ်ခါဒီ project မှာကိုအနေနဲ့လိုအပ်တယ်လို့ပြင်ဆင်လို့ရပါသေးတယ်ကျွန်တော် investment ဒီ project ကိုနှိပ်လိုက်အပေါ်ဆုံးမှာအစလေး30ရှိတယ်project setting မှာဆို instruction ပေးထားလို့ရတယ်ဒီ project ကိုအသုံးပြုမှာလဲဒီ project ထဲမှာကိုကဘယ်အကြောင်းအရာတွေပဲအသုံးပြုမှာလဲဒီ project မှာကိုကဘယ် level အနေနဲ့ဆိုပြီးတော့မှ instruction တစ်ခါလေးပေးထားလိုက်လို့ရတယ်ကိုပြန်ပြောတဲ့အခါမှာလဲဘယ်လိုမျိုးပုံစံမျိုးအနေနဲ့ ChatGPT ကိုပြန်ပြောစေခြင်းလဲဆိုတဲ့အကြောင်းမှာထည့်ပေးထားလိုက်လို့ရတယ်ကိုအလုံးနဲ့ပတ်သက်ပြီးတော့မှ file တွေကိုအများကြီးတင်ပေးထားလို့ရတယ်ဓာတ်ပုံတွေ PDF တွေ video တွေအကုန်လုံးတင်ပေးထားလို့ရတယ် site လိပ်စာတွေနောက်တစ်ခါကို site မှာရောင်းတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဈေးနှုန်းတွေဒါ price တွေဘယ်လိုဟာမျိုးတွေရောင်းတယ်ဘယ်လိုမျိုး product မျိုးတွေရောင်းတယ်ဆိုတော့ကိုတစ်ခါလေး file မှာရှိတယ်ဆိုရင်ဒီခါလေးတင်ပေးလိုက်ခြင်းအပြင်ကိုပြန်ပေးတဲ့ချိန်တွေကအများကြီးတိတိကျကျနဲ့ကိုပြန်ပြီးပေးနိုင်ပါလိမ့်မယ်နံပါတ်6ဒီဘိုင်းနေရတော့ ChatGPT ကိုအခြား application တွေနဲ့လည်းတွဲဆက်ပြီးအသုံးပြုလို့ရတာပဲဖြစ်ပါတယ် app ထဲကိုဝင်လိုက် ChatGPT နဲ့ချိတ်ဆက်ပြီးအသုံးပြုလို့ရတာဆို Apple Music တွေ Canva တွေ Label တွေနောက်တစ်ခါ lifestyle မှာဆိုလို့ရှိရင်လည်းဒါအများကြီးပဲเนาะ productivity နဲ့ပတ်သက်ပြီးတော့လည်းအများကြီးချိတ်ဆက်ပြီးတော့အသုံးပြုလို့ရတယ် drop out တွေနဲ့လည်းထည့်သွင်းပြီးတော့အသုံးပြုလို့ရတယ်ကို get drive နဲ့လည်းထည့်သွင်းပြီးချိတ်ဆက်ပြီးတော့မှ ChatGPT နဲ့ကိုအသုံးပြုလို့ရတာပဲဖြစ်ပါတယ် Canva နဲ့ချိတ်ဆက်ပြီးတော့အသုံးပြုကြည့်မယ် Canva နဲ့ connect လုပ်လိုက်မယ် content news okay Canva ကို allow ပေးလိုက်မယ်ကျွန်တော်တို့က application တစ်ခုနဲ့ချိတ်ဆက်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီ application မှာအသုံးပြုဖို့အတွက်အောက်မှာ application ပုံလေးပေါ်လာပြီပဲဖြစ်ပါတယ်
ChatGPT YouTube video တက်မနေအတွက်ပုံ create လုပ်ပေးပါလို့ပြောလိုက်တဲ့အခါမှာ Canva နဲ့ချိတ်ဆက်ပြီးတော့မှပုံတွေထွက်လာတာပဲဖြစ်ပါတယ်ကျွန်တော်ပုံတစ်ပုံကို update လုပ်ချင်တယ်ဆိုလို့ရှိရင်ဒီကနေတိုက်ရိုက်သွားပြီးတော့ update လုပ်လို့ရတာပဲဖြစ်ပါတယ်ပုံမှန်တိုင်းကျွန်တော်တို့တွေကဒီဘက်မှာတက်မနေ ChatGPT ကနေပြီးတော့ပဲထုတ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်တော့ကျင်းနေတဲ့ပုံကို edit လုပ်ဖို့ကတော်တော်အဆင်မပြေဘူးကျွန်တော်တို့အခုဒီမှာရှိတဲ့ပုံတစ်ပုံကို update လုပ်ဖို့အတွက်တခါတည်းတန်းပြီးတော့မှ Canva စီကိုခေါ်သွားပေးမှာပဲဖြစ်ပါတယ်ဟေးတစ်ချက်ထောက်လိုက်မယ်Open in Canva နဲ့ချိတ်ဆက်ပြီးတော့မှပုံကိုကြိုက်နှစ်သက်တယ်လို့ editing လုပ်လို့ရပြီပဲဖြစ်ပါတယ်အရန်အဆင်ပြေပါတယ်နံပါတ်9တစ်ပိုင်းအနေနဲ့ကတော့ WordPress အပိုင်းမှာ ChatGPT မှာကိုက update information တွေကိုပဲသိချင်တဲ့အခါမှာဆိုလို့ရှိရင်တော့ WordPress ကိုအသုံးပြုလို့ရအပေါင်းကိုနှိပ်မိုးက WordPressအခုလို WordPress ကိုအသုံးပြုလိုက်ခြင်းအပြင်ကျွန်တော်တို့ information တွေအကုန်လုံးကိုနောက်ဆုံး up to date ဖြစ်တဲ့အခြေအနေကိုပဲကို information တွေကိုပေးတာဖြစ်ပါတယ်ကျွန်တော်တို့က WordPress နဲ့ American က Venezuela သမ္မတကိုဘာလို့ဖမ်းတာလဲဆိုပြီးတော့မှအခုလည်းတော်တော် hit ဖြစ်နေတဲ့ information ကိုမေးကြည့်လိုက်မယ်အခုဒီအကြောင်းအရာကိုပဲကျွန်တော်တို့က WordPress မလုပ်ဘဲနဲ့ new chat တစ်ခုဖွင့်ပြီးတော့မှမေးကြည့်လိုက်မယ်WordPress မဟုတ်ဘဲနဲ့ရှာထားတာ source file တွေကဘာတွေမှမသိဘူးနောက်ဆုံး American ကဖန်ဆင်းမှုဆိုပြီးတော့မှကျွန်တော်တို့ WordPress နဲ့ရှာလိုက်တဲ့အခါမှာဆိုလို့ရှိရင် source file တွေကတခါတည်းတည်းရတန်းပြီးဖော်ပြလာပေးတယ်အဲ့ဒီ source file တွေမှာဆိုလို့ရှိရင်3 day ago တို့ January 10 ရက်2026တို့ January 10 ရက်2026နောက်ဆုံး January 4 ရက်နေ့ January 3 ရက်နေ့ဆိုပြီးတော့မှနောက်ဆုံးပေါ်တယ်ပေါ့နော်အချက်လက် information တွေကိုပဲတိုက်ရိုက်တန်းပြီးရရှိလာတာဖြစ်တယ်အခုလက်ရှိကတော့ဒီဘက်မှာကျွန်တော်တို့ WordPress မဖွင့်ဘဲနဲ့မေးလိုက်တဲ့ခါမှာဆိုလို့ကျွန်တော် information တွေကတိုက်ရိုက်လာပြီးတော့မှတိကျမျိုးမရှိနိုင်ဘူးအဲ့အတွက်ကြောင့်မလို့ကိုက information တစ်ခုခုအကြောင်းအရာတစ်ခုခုကိုGoogle လိုမျိုးပဲ struct လုပ်ချင်တယ်ဆိုလို့ရှိရင်အချိန်တိုင်းနဲ့ကိုလည်းတိတိကျကျတိမှသာအဆင်ပြေမယ်ဆိုလို့ရှိရင်တော့ WordPress ကိုဖွင့်ပြီးတော့အသုံးပြုခြင်းကကျွန်တော်တို့တွေအတွက်အများကြီး reliable ဖြစ်တဲ့သတင်းဆိုတွေကိုလည်းသိနိုင်တယ်လို့နောက်ဆုံး update information တွေကိုလည်းရရှိမှာပဲဖြစ်ပါတယ်အရန်သုံးတဲ့ပါတယ်နံပါတ်8တစ်ချက်အနေနဲ့ကတော့ Canvas အပိုင်းမှာကျွန်တော်တို့ကအပေါင်းလေးကိုနှိပ်မိုးတဲ့ကနေပြီးတော့ Canvas ကိုဖွင့်လိုက်မယ် Canvas KP Fashion ဆိုင်ကြော်ညာအတွက် social media အသုံးပြုရန် content တစ်ပုဒ်ပြင်ပေးပါတချင်း2မိနစ်စာပါထည့်သွင်းပေးပါဆိုတဲ့အကြောင်းအရာကို Canvas မုံနဲ့မေးကြည့်လိုက်မယ်အခုလိုမျိုးပဲပေးလာပြီပေးလာတဲ့အခါမှာကျွန်တော်တို့ကအပေါ်က open Canvas ကိုဖွင့်လိုက်Canvas ကတစ်ဖက်မှာကျွန်တော်ချက်လုပ်လို့ရတဲ့ပိုင်းဒီမှာ Canvas ကထူးခြားချက်ကကြတော့ကျွန်တော်တို့မလိုချင်တဲ့အပိုင်းတွေကိုဓာတ်ရိုက်ပြင်လို့ရတယ် ChatGPT ကိုပဲကျွန်တော်တို့စာပြီးမေးလိုက်တဲ့ခါကြလို့ရှိရင်သူကပြန်ပြီးပြောလာတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြန်ပြင်လို့မရအခုမှဆိုလို့ရှိရင် social media ကြော်ညာ content 2မိနစ်စာဆိုတဲ့အပိုင်းကို delete ကင်လိုက်အလွယ်တကူဖြတ်လို့ရတယ်ကိုဒီဘက်မှာလိုအပ်တယ်လို့ပြင်ဆင်ပြီးတော့ပါကိုကဲ file ကိုထုတ်လို့ရတာပဲဖြစ်တယ်ကိုဒီဘက်မှာမလိုချင်သေးဘူးဥပမာကျွန်တော်တို့အနေနဲ့အကြောင်းအရာတွေကြည့်လိုက်တယ်မလိုချင်သေးဘူးတချင်းအကြံပြုထားတာက2မိနစ်အတွင်းလူအသုံးပြုနိုင်ဆိုတဲ့ဒီတချင်းတွေအသုံးပြုတယ်မကြိုက်ဘူးကျွန်တော်ကို fashion site အတွက်သီးသန့်တချင်းဖန်တီးပေးပါ KB အတွက်သီးသန့်တချင်းဖန်တီးပေးပါစလုံးလိုက်မယ်โอเคတချင်းသီးသန့်ဖန်တီးပေးလာပြီပဲဖြစ်ပါတယ်အခုလိုမျိုးပဲ Canvas mode ကိုဖွင့်ပြီးအသုံးပြုတဲ့အခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့အကြောင်းအရာတွေကိုကိုကြိုက်တယ်လို့ပြင်ဆင် editing လုပ်လို့ရတာဖြစ်ပါတယ်အရန်အသုံးတဲ့ပါတယ်တချင်းနဲ့ပတ်သက်ပြီးတော့မှဒါ female လား male တန်လားဒါမှမဟုတ်တချင်းမှာဘာစာသားတွေပါမယ်ဆိုပြီးတော့တခါလေးတန်းပြီးတော့ဖော်ပြပေးသွားတာပဲဖြစ်ပါတယ်အရန်အသုံးတဲ့ပါတယ်မိတ်ဆွေကောဒီဗီဒီယိုမှာပါတဲ့ ChatGPT advanced setting တွေကဘယ်နှချက်လောက်ကိုအသုံးပြုနေလဲဘယ်လိုမျိုးအသုံးပြုလို့ရသေးလဲဆိုတာကိုအောက်က comment မှာအများသိအောင်ဝင်ရောက်ကိုကြီးဆွေးနွေးပေးသွားခြင်းဖြင့်ကိုကြီးပေးပါဦးနောက်ဗီဒီယိုမှာပြန်တွေ့ကြတာ